တရိကံရဲ့ဧရိယာရှာတဲ့ပုံတည်နီးထုတ်ယူခြင်းဒီမှာတောင်းမှန်တရိကံပုံဆွဲထားတယ်သူ့ရဲ့အခြေနာကို B လို့ထားပြီးတော့အမြင့်ကို H လို့ထားလိုက်မယ်ပင်ကြီးပုံရဲ့ဧရိယာရှာတဲ့ပုံတည်နီးထုတ်ယူတဲ့အခါမှာတောင်းမှန်စတုကံပုံပေါ်မှာပဲမူတည်တာဖြစ်တဲ့အတွက်တောင်းမှန်စတုကံပုံတစ်ခုဖြည့်ဆွဲမယ်တောင်းမှန်စတုကံရဲ့အလျားကB ဖြစ်ပြီးတောင်းမှန်စတုကံရဲ့အနံက H ပေါ့ဒါဒီတောင်းမှန်စတုကံတစ်ခုဖြစ်ပြီးတော့ဒီတရိကံဒီတောင်းမှန်စတုကံရဲ့တောက်ဖြတ်မြင်ရဲ့တစ်ဖက်မှာရှိတယ်တရိကံရဲ့ဧရိယာဒီတောင်းမှန်စတုကံဧရိယာရဲ့တစ်ဝက်ဖြစ်တယ်ပေါ့ဒါကြောင့်တရိကံရဲ့ဧရိယာဒီနှစ်ပိုင်းတစ်ပိုင်းတောင်းမှန်စတုကံရဲ့ဧရိယာဖြစ်တယ်တောင်းမှန်စတုကံရဲ့ဧရိယာရဖို့အတွက်တောင်းမှန်စတုကံအလျား B ရဲ့တောင်းမှန်စတုကံရဲ့အနံ H ရဲ့မြောက်တော့နှစ်ပိုင်းပိုင်း BH တောင်းမှန်စတုကံရဲ့အလျားကတရိကံမှာဆိုရင်တော့အခြေနာ B ဖြစ်ပြီးတော့တောင်းမှန်စတုကံရဲ့အနံ H ကတော့တရိကံမှာတော့အမြင့်ဖြစ်တယ်ပေါ့ဒါကြောင့်မို့တရိကံရဲ့ area နှစ်ပိုင်းတစ်ပိုင်းအခြေမြောက်မြင့်နှစ်ပိုင်းတစ်ပိုင်း BH ဖြစ်တယ်ပေါ့ဒါကတောင်းမှန်တရိကံပုံကိုတောင်းမှန်စတုကံဖြည့်ဆွဲပြီး area ရှာတာနောက်တစ်ခါကျတော့တောက်ကျင်းတရိကံပုံကိုတောင်းမှန်စတုကံပုံဖြည့်ဆွဲပြီးတော့ area ရှာမယ် BC ကိုအခြေနာ B လို့ထားလိုက်မယ်ထိုက်တော့ A ကနေပြီးတော့အမြင့်မြင့်ဆွဲလိုက်မယ်ဒါကို AD လို့ပြီးလိုက်မယ် AD ဒီတရိကံအမြင့် H ဖြစ်တယ်ပေါ့ဒီတရိကံကိုတောင်းမှန်စတုကံတစ်ခုဖြည့်ပြီးဆွဲမယ်တောင်းမှန်စတုကံရဲ့အလျားက BC ဖြစ်ပြီးတော့တောင်းမှန်စတုကံရဲ့အနံကတော့ဟောဒီ AD အတိုင်းထားမယ်ပေါ့အဲ့တော့ဒါဒီတောင်းမှန်စတုကံ EBCF ဖြစ်တယ်ပေါ့တရိကံရဲ့ ABC ရဲ့ area ရဖို့လို့အတွက်တရိကံ ABD ရဲ့ area နဲ့တရိကံ ADC ရဲ့ area ပေါင်းမယ်ပေါ့ဒီဘက်တရိကံရဲ့ area ကဒီဘက်မှာရှိတဲ့ထောင်းမှန်စတုကံ AEBD ရဲ့ area ရဲ့တစ်ဝက်ဖြစ်တယ်ဒါကြောင့်မို့တရိကံရဲ့ area နှစ်ပိုင်းတစ်ပိုင်းထောင်းမှန်စတုကံ AEBD area အပေါင်းဒီဘက်ကတရိကံရဲ့ area ကလည်းထောင်းမှန်စတုကံ ADCF ရဲ့တစ်ဝက်ဖြစ်တဲ့အတွက်နှစ်ပိုင်းတစ်ပိုင်းထောင်းမှန်စတုကံ ADCF ရဲ့ area ပေါ့တောင်းမှန်စတုကံ AEBD ရဲ့ area ရဖို့လို့အတွက် BD ရဲ့ AD ရဲ့မြောက်မယ်ဒါကြောင့်မို့ဒီတရိကံရဲ့ area ဒီနှစ်ပိုင်းတစ်ပိုင်းရဲ့ BD ရဲ့ AD ရဲ့မြောက်မယ်ဒီဘက်ကတရိကံ ADC ရဲ့ area ရဖို့လို့အတွက်တောင်းမှန်စတုကံ ADCF area ကိုနှစ်ပိုင်းတစ်ပိုင်းနဲ့မြောက်မယ်အဲ့တော့တောင်းမှန်စတုကံ ADCF ရဲ့ area ရဖို့အတွက် DC ရဲ့ AD ရဲ့မြောက်မှာပေါ့ဒါကြောင့်မို့နှစ်ပိုင်းတစ်ပိုင်းရဲ့ AD ရဲ့ DC ရဲ့မြောက်မယ်နှစ်ပိုင်းတစ်ပိုင်းရဲ့ BD ရဲ့ AD ရဲ့မြောက်လက်ကနေပြီးတော့ BD နဲ့ AD ကိုပုံထုတ်မယ်ဒီဘက်မှာလည်းနှစ်ပိုင်းတစ်ပိုင်းရဲ့ DC ရဲ့ AD ရဲ့ဂိမ်းသုံးလုံးမြောက်ခြင်းကနေနှစ်ပိုင်းတစ်ပိုင်းရဲ့ AD ရဲ့ပုံထုတ်မယ်အဲ့နှစ်ပိုင်းတစ်ပိုင်းကိုအရှိမထားပြီးတော့ AD ကိုအနောက်မှာထားမယ်ဆိုပါစို့အဲ့ခါမှာရှေ့သုံးလုံးမြောက်လက်မှာက BD ပဲကျန်မယ်နောက်သုံးလုံးမြောက်လက်မှာက DC ကျန်မယ် BD နဲ့ DC ပေါင်းတော့ပုံမှန် BD နဲ့ DC ပေါင်းတော့ BC ဖြစ်တယ်ပေါ့ဒါကြောင့်နှစ်ပိုင်းတစ်ပိုင်းရဲ့ BC ရဲ့ AD ရဲ့မြောက်မှာပေါ့အဲ့တော့ BC ကတရိကံမှာဆိုတရိကံရဲ့အခြေအနာ B ဖြစ်တယ် AD ကတရိကံမှာဆိုတရိကံရဲ့အမြင့် H ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရိကံ area ဒီနှစ်ပိုင်းတစ်ပိုင်း BH ပဲဖြစ်တယ်ပေါ့ဒါကတောက်ကျင်းတရိကံရဲ့ area ကိုတောင်းမှန်စတုကံတစ်ခုဖြစ်အောင်ဖြည့်ဆွဲပြီး area ရှာတယ်ပေါ့နောက်တစ်ခါတောက်ကျဲတရိကံရဲ့ area ကိုတောင်းမှန်စတုကံပုံပြောင်းပြီးတော့ area ရှာမယ်အခြေနာ BC ကို
v လို့ပေးလိုက်မယ်အမြင့်ကထိပ်ထောက် a ကနေဆွဲမှာဆိုတော့ bc ကိုဆက်ဆွဲပြီးတော့ a ကနေထောက်မှတ်မြင်ဆွဲမယ်အဲ့ဒီတောင်းမှတ်ကြတဲ့အမှတ်ကို f လို့ပေးလိုက်မယ် af ဒီတတိကံအမြင့် h ဖြစ်တယ်ပေါ့အဲ့ဒီအမြင့်မြင်ရဲ့အလယ်မှတ်ကိုမှတ်ပြီးတော့မြင်းပြိုင်တစ်ကြောင်ဆွဲမယ်ဒါဒီအလယ်မှတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အောက်ကအပိုင်းဒီနှစ်ပိုင်းတစ်ပိုင်း h ပေါ့အဲ့ဒီအလယ်မှတ်ကနေမြင်းပြိုင်ဆွဲလိုက်မယ်အောက်ကနေလဲတတိကံရဲ့ထောက်ကျရဲ့ထောက်ဆုံးမှ c ကိုဖြတ်ပြီးတော့မတ်ရက်မြင်ဆွဲလိုက်တယ်မတ်ရက်မြင်ဆွဲလိုက်တဲ့အခါမှာဒီအလျားလိုက်မြင်နဲ့မတ်ရက်မြင်နဲ့ကြားထဲမှာထောက်မှန်တတိကံတစ်ခုရတယ်အမြင့်မြင်ရဲ့အလယ်မှတ်ကိုဖြတ်ပြီးဆွဲလိုက်တဲ့မြင်ဒါဒီမြင်ပြိုင်ပေါ့အပေါ်မှာတတိကံတစ်ခုရတယ်အဲ့ဒီအလယ်မှတ်ကိုဖြတ်ပြီးဆွဲတဲ့မြင်ဒီ AB ရဲ့အလယ်မှတ်ကိုဖြတ်သွားတယ်အဲ့ဒီလက်မှတ်ကိုပုံထားပြီးတော့အပေါ်ကတတိကံကို180ဒီဂရီလှည့်ချလိုက်မယ်ပေါ့ဒီဘက်မှာရှိတဲ့ထောက်မှန်တတိကံအသေးလေးကို B ဘက်ကိုရွှေ့လိုက်မယ်ဒါဆိုလို့ရှိရင်ဒီပုံဒီထောက်မှန်စတုကံပုံဖြစ်သွားပြီစောစောကတတိကံ ABC ထောက်ကျဲတတိကံ ABC ဒီအခုထောက်မှန်စတုကံဖြစ်သွားပြီအဲ့တော့ထောက်မှန်စတုကံရဲ့ area ရှာမှာပေါ့ထောက်မှန်စတုကံရဲ့ area ရှာတော့ဒါဒီထောက်မှန်စတုကံ BCDE ဆိုပါစို့စောစောကတတိကံ ABC ရဲ့ area ဒီထောက်မှန်စတုကံ BCDE ရဲ့ area ဖြစ်သွားပြီဒီဖြစ်သွားတဲ့ထောက်မှန်စတုကံမှာ area ရဖို့အတွက်အခြေအလျား BC ရဲ့အမြင့် CD ရဲ့အမြောက်မှာပေါ့အလျား BC ရဲ့အနံ CD ရဲ့မြောက်မှာစောစောကတတိကံမှာတော့ကအခြေနာ B လို့ပေးတာအဲ့တော့ BC အစား BC နေရာမှာ B စားသွင်းလိုက်မယ် CD ဒီတတိကံပုံမှာအမြင့်မြင့်ရဲ့တဝက်ဖြစ်တဲ့အတွက်ကြောင့် CD နေရာမှာ 1/2h ကိုစားသွင်းလိုက်တဲ့အခါကျတော့ B ရဲ့ 1/2 ရဲ့ h 1/2h ရဲ့မြောက်တော့ 1/2 BH ဖြစ်တယ်ပေါ့ဒါကတောက်ကျဲတတိကံကိုတောင်းမှန်တတိကံပုံပြောင်းပြီးတော့ area ရှာခြင်းဖြစ်တယ်ပေါ့ဒါကြောင့်မို့တတိကံအားလုံးရဲ့ area ဒီ 1/2 BH ဖြစ်တယ်ပေါ့